ဗမာပြည်မှာကကိုကြားခြင်းလို့ဖွင့်တာမဟုတ်ဘူးသူများကြားဖို့ဖွင့်ပေးတာဒီအများကြီးပဲနော်သူများကြားဖို့ကျန်တဲ့လူတွေကလည်းဘယ်သူမှစောရကမတက်ဘူးကွန်ပလိန်းမတက်ဘူးဗမာလူမျိုးတွေဟာဒီဘက်မှာသီးခံတာလားကြိုက်တာလားတော့မပြောတတ်ဘူးနော်တကယ်သီးခံနေတာလားကြိုက်တာလားမပြောတတ်ဘူးအတန်မဆူရရင်မကျေနပ်တာလားမသိဘူးဘာပွဲလေးရှိရှိအတန်ချက်သက်ပါမှဆိုတာမျိုးဖြစ်နေတကယ်ရောနှစ်သက်မြတ်လို့မှုကောင်းရဲ့လားနှစ်သက်ဖွယ်ကောင်းလားမကောင်းဘုန်းကြီးတို့ကျောင်းမှာတော့ကိုလုံးနိုင်တဲ့နေရာမှာတော့လုပ်တယ်ပွဲရှိရင်ဘာမှမဖွင့်ရဘူးတန်ချက်သက်ဘာတန်ချက်သက်မှမဖွင့်နဲ့ဖះလည်းမဖွင့်နဲ့တရားလည်းမဖွင့်နဲ့တရားကိုလည်းဖွင့်ထားလို့ရှိရင်လူတွေကနာတာမဟုတ်ဘူးလေစကားပြောနေကြတာတရားနာတာမှမဟုတ်တာပဲအဲ့တော့တရားမနာပဲနဲ့တရားဖွင့်ထားတာလည်းအဓိပ္ပာယ်မရှိဘူးပဋ္ဌာန်းပွဲတွေရွတ်ကြတယ်သွားကြည့်ပဋ္ဌာန်းနာတဲ့လူတယောက်မှမရှိဘူးနော်တယောက်မှမရှိဘူးတကယ်စဉ်းစားကြည့်မယ်ဆိုရင်အဓိပ္ပာယ်မဲ့တဲ့အလုပ်တွေကိုလုပ်နေကြတယ်လို့ပဲဒီလိုပဲခံစားရတယ်ဟုတ်ပြီသို့တော့ကိုယ်ဘာတတ်နိုင်ဘာတတ်နိုင်တာသူတို့ကြိုက်လို့လုပ်တာလေသူတို့ကြိုက်လို့လုပ်သို့တော့အဲ့ဒါကိုမညာမတာဝေဖန်ကြည့်သမ်းပါဆိုအဓိပ္ပာယ်ရှိလားဆိုအဓိပ္ပာယ်မရှိဘူးတကယ်အဓိပ္ပာယ်မရှိုံနဲ့မကဘူးဖះအကြိုက်ဆန့်ကျင်နေတယ်လို့ဒီလိုပဲမြင်ရတယ်ပေါ့တိတ်ဆိတ်ငြိမ်သက်မှုဟာမြတ်စွာဘုရားရဲ့အကြိုက်ပဲဖြစ်တယ်ပေါ့